ကိုကိုအများဆုံးစိတ်ဆင်းရဲအောင်လုပ်တာဟာသူများမဟုတ်ပါဘူးကိုစိတ်ပါကိုအကျွေးပါကိုသဘောထားမှားနေလို့ကိုအကျွေးခေါ်ပြီးမှားနေလို့ကိုစိတ်ကိုနားမလည်လို့ကိုစိတ်ကိုတည်ငြိမ်အောင်အေးချမ်းအောင်မထားတတ်လို့အဲ့ဒီစိတ်ကအကျွေးတွေမျိုးမျိုးတွေးပြီးတော့ကိုပြည့်နှိမ့်ဆက်နေတာပါတရားထုတ်ပြီးတော့နေရင်ကိုစိတ်ကကိုမိတ်ဆွေဖြစ်နေတယ်ကိုစိတ်ကကိုမကောင်းတာလုပ်ဖို့တိုက်တွန်းနေတယ်ဆိုရင်အဲ့ဒီစိတ်ကယဉ်သူပဲကိုစိတ်ကကိုကောင်းတာလုပ်ဖို့တိုက်တွန်းနေတယ်ဆိုရင်အဲ့ဒီစိတ်ကမိတ်ဆွေပဲကိုစိတ်ကိုမိတ်ဆွေဖြစ်အောင်လုပ်နိုင်ပြီဆိုရင်အဲ့ဒီလူမှာအင်မတန်မြင်မာတဲ့စိတ်တဲ့အရေးသေးတွေရှိလာလိမ့်မယ်ကိုစိတ်ကကိုမိတ်ဆွေတကယ်ဖြစ်သွားပြီဆိုရင်အဲ့ဒီလူဟာစိတ်ချမ်းသာကိုချမ်းသာနေသွားလို့ရပြီကုံပြောရမယ်ဆိုရင်ကိုစိတ်ကကိုမိတ်ဆွေရာခိုင်နှုန်းပြည့်တကယ်ဖြစ်မယ်ဆိုရင်တရားကိစ္စလမ်းဆုံးတဲ့ထီအောင်ရောက်နိုင်ပါတယ်